မိုဘိုင်းလက်ကျန်တိုင်းမိုးနေနဲ့ပတ်တီ UC ကိုပါရဂိမ်းရှော့ရလေပြီးတော့ဘယ်လိုမျိုးတော့ရလောက်ရမလဲဟုတ်ပါတယ်ဒီနေ့မှာတော့ပါရဂိမ်းရှော့ရလေပြီးတော့ game product တွေရဲ့တော့ရလုံကြီးကိုအသေးသေးရှင်းပြမှာပဲဖြစ်ပါတယ်အရင်ဗီဒီယိုကလို့ပါရဂိမ်းရှော့တွေကိုငွေဖြစ်ပြီးဆိုရင်တော့ browser တို့ဝယ်ယူခြင်းနဲ့ game product တစ်ခုကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ဒီနေရာကိုရောက်ပြီဆိုရင်တော့ browser တို့လိုချင်တဲ့ item တစ်ခုကိုရွေးပြီးတော့ buy now လိမ့်လိုက်တဲ့ခါကျရင်ဒီလိုမျိုးစာမျက်နှာကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်အဲ့ခါကျရင် browser တို့ရဲ့ game ID နဲ့စာပါကိုရိုက်ထည့်ပြီးတော့ဝယ်ယူခြင်းနဲ့အယူတဲ့ပမာဏကိုလည်းရွေးလို့ရမှာဖြစ်ပါတယ်အကုန်လုပ်ပြီးပြီဆိုရင်တော့ buy now ကိုထပ်နှိမ့်လိုက်တဲ့ခါကျရင် browser တို့ရဲ့ဝယ်ယူမှုအောင်မြင်သွားပါပြီအဲ့ဒါတွေပြီးရင်တော့ mobile legend ကိုချက်ချင်းဝင်လိုက်ရုံနဲ့စိတ်နဲ့ရောက်ရှိလာမှာပဲဖြစ်ပါတယ်ဒီတခါလဲကြတာကတော့ပတ်ကြီး UC ဝယ်နေပဲဖြစ်ပါတယ်ပတ်ကြီးမှာကတော့2မျိုးရှိရပေါ့နော်ရိုးရိုးတနက် item ပဲဝယ်မယ်ဆိုရင်တော့ Sona mobile legend လို့ပဲလူကြီးမင်းတို့ရဲ့ ID ကိုထည့်ပြီးတော့ဝယ်လိုက်ရုံနဲ့တန်းရမှာပဲဖြစ်ပါတယ် UC ဝယ်တော့မယ်ဆိုရင်တော့ return ကုန်းနဲ့ဝယ်ရမှာဖြစ်ပြီးတော့ return ကုန်းထန်တွေကိုပါပြပြပေးသွားပါမယ်return ကုန်းနဲ့ဝယ်တော့မယ်ဆိုရင်တော့ Sona လိုပဲကိုကြိုက်တဲ့ item ကိုရွေးပြီးတော့ဝယ်ပေးရမှာပဲဖြစ်ပါတယ်ဝယ်ပြီးသွားတဲ့ခါကျရင်ဝယ်ယူမှုအောင်မြင်ကြောင်းနဲ့အတူဒီလိုမျိုးကုတ်လေးကိုပါတခါလေးရရှိမှာဖြစ်ပြီးတော့အဲ့ဒီကုတ်ကိုယူပြီးတော့ Sona UC ဝယ်ခဲ့တဲ့အောင်နာအလင်းနဲ့ကိုတခါလေးဝင်မရမှာပဲဖြစ်ပါတယ်လင်းနဲ့ရောက်သွားပြီဆိုရင်တော့ browser တို့ရဲ့ပတ်တီ game ကောက်ကိုချိန်ထားတဲ့ mail တစ်ခုခုနဲ့ဝင်မရမှာဖြစ်ပြီးတော့ဝင်ပြီးသွားပြီဆိုရင်တော့ browser တို့ရဲ့ပတ်တီ game ကောက်ဟုတ်မဟုတ်ဒီနေရာမှာတစ်ချက်စစ်ပေးပါကိုယ့်ကောက်လည်းဟုတ်ပြီဆိုရင်တော့အောက်က return ကုတ်နေရာမှာ Sona ကုတ်လေးကိုထည့်လိုက်ရုံနဲ့ in game နဲ့ကို UC ရောက်ရှိလာမှာပဲဖြစ်ပါတယ်အားလုံးအစီအမံကြမယ်လို့လည်းမျှော်လင့်ပါတယ်